Hello မင်္ဂလာပါရှင်ကျမဒီနေ့ pick up ပိုင်း reading တစ်ခုလုပ်ပေးပါမယ် reading ရဲ့ title ကတင်တို့မီလာမှာကြုံရမယ့် blessing တွေအကြောင်းကိုကြည့်ပေးမှာဖြစ်ပါတယ်လာတိုင်းမှာကျမဒီ manly blessing တွေကိုကျမကြည့်ပေးမယ်ပေါ့နော်ဆိုတော့ဒီ blessing လေးတွေကိုကြည့်ပြရည်ရွယ်ချက်ကတော့တင်တို့ရဲ့ကံကောင်းမှုလေးကိုသိရှိပြီးတော့အဲ့ဒီကံကောင်းမှုလေးမှာပါဝင်တဲ့အခွင့်အရေးလေးတွေကိုလက်စုပ်လက်ကင်ရပြီးတော့ဘဝမှာပို့ပြီးတော့အဆင်ပြေဖို့ပို့ပြီးတော့အောင်မြင်မှုရည်ရွယ်ပြီးတော့ကြည့်ပြရဖြစ်ပါတယ်ဆိုတော့ကျမတို့ပိုင်း reading လေးစီကိုတွားလိုက်ကြရအောင်ပါဆိုတော့thumb ကပုံလေးတွေကိုကြည့်ပြီးတော့ရွေးလို့ရတယ်လို့ကျမဒီမှာချထားတဲ့ကက်ကလေးတွေကိုကြည့်ပြီးတော့လည်းရွေးလို့ရပါတယ်ပိုင်း1ပိုင်း2ပိုင်း3ဆိုပြီးတော့ဗီဒီယိုလေးကိုရက်ပြီးတော့လည်းရွေးလို့ရပါတယ်ရှင်ဆိုတော့ကျမတို့ပိုင်း1လေးတွေစီကိုအရင်တွားလိုက်ကြရအောင်မင်္ဂလာပါပိုင်ဝဲလေးတို့ရေဆိုတော့ကက်လေးတွေကိုကြည့်ကြမယ်။အိုးမွေးဖို့ရှာလိုက်နိုင်တာကိုမြင်နေဒီမှာလေပြီးတော့နောက်တစ်ခုကကျတော့ blessing ဆိုတဲ့အခါမှာကိုကလုပ်ငန်းအသစ်တစ်ခုလုပ်နေရသို့မဟုတ်ပညာအသစ်တစ်ခုသင်ယူနေတာတချို့ကကျတော့လေဒီရတရားလေးအစီအစဉ်လေးလှုပ်ထားမျိုးရှိရဆိုရင်အောင်မြင်မယ်အဲ့ဒါလေးတွေကစပြီးတော့အစွမ်းပြလာတဲ့ဟာမျိုးတွေတွေ့ရအလုံငန်းကံမှာယာတုတိုးတာမျိုးတွေပြီးဆိုရင်ငွေတွေပိုရလာမျိုးတွေ bonus ရမျိုးတွေတွေ့ရ body transform လုပ်ထားတဲ့သူတွေလည်း transformation ကိုတွေ့ရနော်ဆိုတော့တိတိတသားပြောင်းလဲလာတာမျိုးလေးတွေ့ရဆိုတော့မီလာဒီကျမအဲ့လို Taurus တွေရဲ့ energy ကိုလည်းဒီမှာခံစားမိရဆို Taurus ကတော့အလှအပမှာဘယ်လိုပြောမလဲမင်းသားလေးမင်းသမီးလေးတွေရဲ့ energy ပေါ့နော်ပြောမယ်ဆိုရင်အပူလှလောင်တဲ့သူတွေကိုတွေ့ပါတယ်တကယ်ကိုလုံးဝမိမိုက်နေတော့ပေါ့နော်အောင်မြင်မှုတွေကိုစကူရရှိမဲ့ energy မျိုးတွေတွေ့ရနော်ပိုင်ဝမ်းနေမှာမီလာထဲမှာဆိုတော့ okay တင်ရဲ့ blessing ကဘာရှိလဲဆက်ကြည့်လိုက်မယ်blessing ရောက်လာဖို့အတွက် go with the flow သွားဖို့လိုတယ်တချို့ຢာတွေကိုတင်းကျပ်ထားတာမျိုးကိုချုံနှောင်ထားတာမျိုးမလုပ်ဘဲနဲ့ go with the flow ရေစီးချောင်းလေးတိုင်း easy မျိုးပါသွားဖို့မျိုးပါသွားရေးဖို့လိုအပ်တယ်ဆိုတာလေးကိုတွေ့ရ you can create everything သင်ကအားလုံးကိုဖန်တီးနိုင်ပါတယ်လူကျင်သမျှအရာအားလုံးပေါ့ကျမအဲ့လိုလေးတွေ့ရသည်လားသင်ရဲ့ပါဝါတွေသင်ရဲ့ချိန်မြုံနေရဲ့ပါဝါတွေပြီးတော့သင်ရဲ့ hidden talent ကိုထုတ်ပြဖို့အတွက်အခွင့်အခါကောင်းလေးရောက်လာလိမ့်မယ်ဒါကတော့ hidden talent တွေကိုထုတ်ပြခြင်းတဲ့သူတွေအတွက်ပေါ့နော်ဆိုတော့ဒီ energy လေးကို claim လုပ်လို့ရပါတယ်သင်ရဲ့ hidden talent တွေကိုထုတ်ပြဖို့အတွက် chance တစ်ခုရောက်လာနိုင်ပါတယ်ပြီးတော့ hidden talent ဆိုတာကအချိန်တိုင်းမှာကျမတို့ထုတ်ပြလို့မရဘူးပြောချင်တာကအခွင့်အရေးရှိမှသာထုတ်ပြလို့ရတယ်ဆိုတော့အဲ့လိုအခွင့်အရေးမျိုးသင်တို့စီကိုရောက်လာလိမ့်မယ်လို့လည်းကျွန်မဒီမှာတွေ့ရပေါ့နော် Okay ဒါဆိုရင်ဖိုင်ဝမ်လေးတွေအတွက်ပေါ့နော်နောက်ဆုံးတစ်ခက်အနေနဲ့သင်တို့အနေနဲ့ပေါ့နော်ဘယ်လိုလေးနေထိုင်ပြုမှုတန်အဲ့ဒီ blessing လေးတွေကိုလက်ခံဖို့အတွက်ဘယ်လိုနေထိုင်ပြုမှုတန်လဲဆိုတာလေးကိုကြည့်ပေးပါမယ်ကိုနဲ့တန်တဲ့နေရာမှာပဲနေပါဆိုတာတွေ့တယ်ဆိုတော့ဒါဒီ short to the point အဖြစ်ဆုံးအဖြေတစ်ခုပေါ့နော်ကိုနဲ့တန်တဲ့နေရာမှာပဲနေပါကိုနဲ့ live ဖက်ညီရဲ့နေရာမှာပဲနေပါကိုနဲ့ harmony ဖြစ်တဲ့နေရာမှာပဲနေပါဒီမှာအရင်ကြီးတိုးဝေ့ပြီးတော့သွားတဲ့ plan တွေရွေးချယ်ရတဲ့အရာတွေမလုပ်ပါနဲ့ကိုအတွက်ဒီမှာလည်းရှိမှပြောပြတာ go with the flow ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုအတွက်မှန်ကန်တဲ့အရာတွေကကိုစီကိုလွယ်လွယ်ကူကူနဲ့ရောက်ရှိလာတဲ့အရာတွေဖြစ်တယ်စူကြီးတိုးဝေ့ပြီးတော့မဆက်မပြေသွားနေရတဲ့အရာတွေမဟုတ်ဘူးဆိုတာကိုဒီမှာပြောပြထားတယ်အဲ့တော့ကြတော့
ဖိုင်ဝမ်လေးအနေနဲ့ blessing တွေကိုလက်ခံရရှိဖို့ဆိုရင် go with the flow သွားတတ်ဖို့အရေးကြီးတယ်အလိုက်တန်လီမျောပါသွားတတ်ဖို့အရေးကြီးတယ်တချို့အရာတွေကိုအတင်းကျပ်တွေလုံးယူစရာမလိုဘူးဆိုတော့လက်ခံဖို့အရေးကြီးတယ်ဒါပိုင်ဝမ်လေးအတွက် blessing တွေကိုလက်ခံဖို့ဆိုရင်ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာကိုပြပြသွားပေးရဖြစ်ပါတယ်ဆိုတော့ပိုင်ဝမ်လေးတွေလည်းဒီ blessing တွေကိုလက်ခံရရှိပြီးတော့ကိုဘဝမှာအဆင်ပြေပျော်ရွှင်ပါစေလို့ကျွန်မကဆုမကောင်းတောင်းပေးပါတယ်ချစ်တင်ပါတယ်ရှင်ကျမတို့နောက်ထပ် reading တွေမှာပြန်ဆောင်ကြပါမယ်နော်ပိုင်ဝမ်လေးတွေရေ Hello ပိုင်ထူးလေးတွေစီကိုရောက်လာပါပြီရှင်မင်္ဂလာပါပိုင်ထူးလေးတွေရေပိုင်ထူးလေးတွေရဲ့ blessing တွေကိုကြည့်အောင်အိုးအေးစစ်စစ်ဖြစ်သွားတဲ့ energy ကိုတွေ့ရ shifting perspective တချို့အရာတွေကတ िश တော့ပြောင်းကြည့်လိုက်တာနဲ့တပြိုင်နက်တည်းငြင်းချမ်းသွားတယ်အေးချမ်းသွားတယ်ဆိုတဲ့ energy ကိုတွေ့ရဆိုတော့ပိုင်တူးရဲ့ energy ဒီအေးချမ်းမှုပါငြင်းချမ်းမှုပါအခုချိန်မှာစိတ်ပူပန်ဒုက္ခရောက်နေတာမျိုးတွေတစ်ခုခုကိုစိတ်ပူနေတာမျိုးတွေရှိတယ်ဆိုရင်ဒါ9လပိုင်းထဲမှာအားလုံးအဆင်ပြေသွားမယ်ငြင်းချမ်းသွားမယ်အေးစစ်စစ်ဖြစ်သွားမယ်ကိုယ်စိတ်လေးတွေလည်းထူးထူးခြားခြားငြင်းချမ်းနေမယ်ဆိုတာလေးတွေ့ရပြီးတော့ဒါဟာ blessing ဘာကြောင့်ပြရလဲဆိုတော့တကယ်ကိုပဲပုံမှန်ကျမတို့ရဲ့နိုင်ငံရဲ့ရာသီဥတုအခြေအနေဒီမေလဒီပူတယ်ပေါ့နော်ပူတဲ့ရာသီပူတဲ့လဖြစ်တယ်ဆိုတော့တင်တို့မှာဒီလိုငြိမ်းချမ်းနေတဲ့ energy ရတယ်ဆိုတော့တကယ်ကို blessing ပါပဲလူဒီအေးနေတဲ့အချိန်မှာအုံနောက်ကပို့ပြီးတော့ကောင်းမွန်တဲ့အရာတွေကိုဘယ်လိုပြောမလဲကောင်းမွန်တဲ့ idea တွေကိုထုတ်ပေးရဲပေါ့နော်ဆိုတော့ကြတော့တင်တို့အရန် creative thinking ကောင်းနေရမျိုးကြီးဖြစ်နိုင်တယ်เนาะဆိုတော့ဒါဒီကတော့ logically message ကနေပြီးတော့ချိတ်ဆက်ပြီးတော့ကျမ energy မှာရောက်လာစီစဉ်တဲ့ဟာလေးကို blessing အနေနဲ့မြင်တာလေးကိုပြပြပေးတာပါရှင် so okay တန်းကြလာတဲ့ကက်ကလေးတွေတင်တို့လေအဲ့လို collaborate လုပ်ရတဲ့အလုပ်တွေမှာအများကြီးအကျိုးပေးလိမ့်မယ်နော်တချို့အရာတွေကိုယ့်အတွက်တိတ်မဟုတ်တဲ့အရာတွေကိုလက်လွတ်လိုက်လို့ရတယ်အဲ့ဒါတွေလက်လွတ်လိုက်တယ်ဆိုရင်ကိုယ့်အတွက်အဆင်ပြေတဲ့ partnership တွေပြီးဆိုရင် friendship အသစ်တွေရောက်လာတာမျိုးဖြစ်နိုင်တယ်အဲ့လိုမျိုးရောက်လာတဲ့အခါမှာကိုယ့်ရဲ့ဘဝဟာပို့ပြီးတော့တိုးတက်အောင်မြင်တာကိုယ့်ဘဝကိုတိုးတက်အောင်မြင်ချောင်းကိုလမ်းပြပေးနိုင်တဲ့အတူတူပူးပေါင်းဆောင်ရွက်နိုင်တဲ့ friendship တွေနဲ့ကြုံရတာမျိုးတွေတွေ့ပါတယ်ဆိုတော့အလွန်တရာကောင်းမွန်တဲ့ energy ဖြစ်တယ်ပေါ့နော်ဒီမှာကန်စား full moon လာပြီးညမှာလေးလာရောက်ခံတာလေးလုပ်ပေးတဲ့အခုကကျွန်တော်ဒီ reading ကိုဖတ်နေတဲ့အချိန်မှာတော့ဒါ new moon energy ထဲမှာကျွန်မဖတ်နေရဆိုတော့ဒီရွှေနဲ့ new moon ကနေ full moon ကိုရောက်လာမယ်ပေါ့ဆိုတော့လာပြီးညပေါ့နော်ဆိုတော့လာပြီးညမှာ full moon ရဲ့ energy လာရောက်ရဲ့ energy လာရောက်ခံတာမျိုးလေးပြုလုပ်ပေးတင်ပါတယ်ဒါကတင်တို့ရဲ့ blessing ကို welcome လုပ်လို့ရတယ်ပြီးတော့လာပြီးညမှာဒီ manifestation လုပ်ရင်းနဲ့ကိုလိုချင်တဲ့အရာတွေကို attract လုပ်လို့ရတယ်ဆိုတာမျိုးတွေ့ရဒါကတော့ message အနေနဲ့ကြာလာတာမျိုးပါဆိုတော့ဒီ blessing တွေကိုလက်ခံရရှိအောင်ပေါ့နော်ဆိုတော့ဒီမှာဖိုင်ကျူးလေးတွေရဲ့ energy ဒီငြိမ်းချမ်းခြင်းပြီးတော့ friendship တကယ်ကိုကောင်းမွန်တဲ့ friendship ကိုယ့်အတွက် right ဖြစ်တဲ့လှုပ်ဖို့ကင်ပတ်တွေဒါမျိုးရင်းနဲ့ဆုံရဖို့ရှိရကိုယ့်အတွက်အဆင်မပြေတဲ့အရာတွေကို let go လုပ်ပါဆိုတဲ့ဟာမျိုးကိုတွေ့ရအတွက်ကြောင့်မလို့တင်တို့အနေနဲ့ဒီ blessing တွေကိုရရှိဖို့အတွက်ဆိုရင်ဘာတွေကိုဆောင်မှုရှောင်မှုလိုသလဲဆိုတဲ့ဟာလေးကိုကျွန်မကကြည့်ပေးပါမယ်ဆိုတော့ဒီမှာပေါ့နော် stability and desire ဆိုလိုချင်တာဘာတွေကိုဆောင်မှုရှောင်မှုလိုသလဲဆိုရင်လေကိုယ်စိတ်ဆန္ဒရှိရရေးလောက်တတ်ဖို့အရေးကြီးတယ်ကိုယ်စိတ်ဆန္ဒရှိရရေးလောက်ဖို့လိုတယ်စိတ်ဆန္ဒရှိရဆိုတော့ကိုယ်စိတ်ဆန္ဒပြင်းပြရင်တော့ကိုလိုက်လို့ရတယ်ပြောစင်တာဒီမှာ act energy ကိုတွေ့ရဒီကဘာမြေကြီးရဲ့ energy ပေါ့နော်ဆိုတော့တချို့ကအဲ့လိုပေါ့နော်ဒီအလောက်ကလွင်ရင်တခြားဟာမလုပ်တော့ပါဘူးအဲ့လိုမျိုးပေါ့နော်တနေရာထဲမှာ
အလွန်တရာခေါင်းမာပြီးတော့နေတဲ့ဟာလေးတွေကိုတော့ရှောင်ဖို့လိုအပ်တယ်ဆိုတော့ရှေ့မှာလည်း perspective တွေရှုထောင့်တွေကိုမြင်တာဆိုတော့ကိုကအမြဲကြည့်နေကြရှုထောင့်အောင်မဟုတ်ဘဲနဲ့တခြားရှုထောင့်လေးရနေပြောင်းကြည့်လိုက်တယ်ဆိုရင်တင့်အတွက်အေးချမ်းရာကိုလည်းရှောက်ပြီးတွေ့ရှိနိုင်တယ်လို့တင့်အတွက်အခွင့်အလမ်းတွေကိုလည်းရှောက်ပြီးတွေ့ရှိနိုင်တယ်ဆိုတဲ့ဟာလေးကိုပြပါတယ်ဆိုတော့ကြတော့ဖိုင်ထူးလေးတွေအနေနဲ့ဒီကိုအတွက်ပေါ့နော်ရောက်လာမယ့် blessing တွေကိုရှုထောင့်တွေကိုပြောင်းကြည့်ရင်းနဲ့လက်ခံရရှိပါစေလို့ကျွန်မကဆန္ဒပြုပေးပါတယ်တကယ်ကိုကောင်းမွန်တဲ့ energy ကိုလက်ခံရရှိပြီးတော့ကိုလိုချင်တာတွေကို attract လုပ်နိုင်ပါစေကျမတို့နောက်ထပ် reading တွေမှာပြန်ဆောင်ကြပါမယ်ရှင်ဖိုင်2လေးတွေရေဒါဆိုရင်ကျမတို့ဖိုင်3လေးတွေစီကိုသွားလိုက်ကြရအောင်နော်ဒီဖိုင်လေးကိုယူထားတဲ့ဖိုင်3လေးတွေမင်္ဂလာပါရှင်ဖိုင်3လေးတွေရေဖိုင်3လေးတွေ oh friendship creativity လှလိုက်တာရှင် energy လေးက the power over you တဲ့ကဲဘယ်လိုပြောရမလဲတင်ပါလို့ချင်လဲစလုပ်လိုက်တော့အားလုံးဖြစ်လာလိမ့်မယ်တင်ကို live stop နေတဲ့သူတွေရှိတယ် live ဆက်စုနေတဲ့သူတွေရှိတယ် don't care ကိမဆိုင်နဲ့ကိုလို့ချင်တာလို့ကိုလို့ချင်တာလို့ကိုဆန္ဒရှိရလို့ကိုက create လုပ်ထားတဲ့ art တွေရှိရဥပမာတချို့ဆိုရင်ဘယ်လိုပြောမလဲcreation လုပ်ထားတဲ့အမှုပညာနဲ့ပတ်သက်တဲ့အရာတွေရှိရဖြစ်တာမဟုတ်ဘူးဆိုလဲအမှုပညာမဟုတ်ဘူး project တစ်ခု project ဆိုတာလေဒီဟိုကျမတို့ကအလုပ်လို့မြင်လို့ဒါအလုပ်ဖြစ်တာ哦တကယ်တော့ project ကိုဖန်တီးရနောက်တစ်ခုကဟိုစတင်တာပဲဖြစ်ဘာပဲလုပ်လို့အားလုံးက art ပဲအမှုပညာပဲကိုယ့်ရဲ့နှလုံးသားနဲ့ပြုလုပ်သမျှအရာအားလုံးကအမှုပညာဖြစ်တယ်လို့ကျမကတော့ခံယူတယ်နောက်ဆုံးကျမဆိုရင်ဒီ tarot ဖတ်တာတောင်မှပဲထားကြည့်လဲအနုပညာတရက်ဖြစ်တယ်ဆိုတဲ့ဟာကိုလက်ခံနေပေါ့နော်ကျမအဲ့လိုလက်ခံထားတာဆိုတော့လေအဲ့ဟာကိုချပြလို့ရတယ်တင်းတို့လာ stop မဲ့သူတွေတော့ရှိရဒါပေမဲ့ဘာမှမဖြစ်ပါဘူးအဆင်ပြေပါတယ်သူတို့ကဆက်ဆုပ်ချင်တဲ့စိတ်လေးနဲ့လာကြည့်ရဆိုပေမဲ့မကောင်းတဲ့စိတ်ကြီးနဲ့လာကြည့်ရတော့မဟုတ်ဘူးဆိုတော့တင်းတို့ရဲ့ blessing ကတော့တင်းတို့ကိုစောင့်ကြည့်နေတဲ့သူတွေရှိရဲတင်းတို့ကိုအားပေးမဲ့သူတွေရှိရဲဆိုတဲ့ဟာတင်းတို့ရဲ့ blessing ပြီးတော့တင်းတို့ဖန်တီးထားအားတွေကိုချပြမယ်ဆိုရင်လည်းအောင်မြင်နိုင်တယ်ပေါ့နော်ဒီမှာဒီ energy ကို confirm ပေးရဒီ cat ကကျွန်မအထွေထူးပြောစရာမရှိဘူးဘယ်လိုပြောမလဲလက်နဲ့ထင်ရွှေဖြစ်တယ်ဆိုတဲ့ energy လေးသိလားအဲ့တော့ဒီမှာအထွေထူးပြောစရာရှိမနေရအဲ့ဒါကြောင့်တကယ်လက်နဲ့ထင်ရွှေဖြစ်တယ်ဆိုတဲ့ energy မျိုးတွေတွေ့smile ဒီကကိုမြင်တော့လေ the sun ကိုတော့မြင်နေဆိုဖိုင်3လေးရှင်တို့လေလုံးစရာရှိရမယ်ဖြစ်တော့မဟုတ်ဆုံးဖြတ်ချက်ကြီးမမချစရာရှိရမယ်ဖြစ်ဒီလာထဲမှာဒီမေလာထဲမှာတေချာပေါက်ချပါလို့ကျွန်မအကြံပေးချင်ပါတယ်တတို့အတွက်အလွန်တရာကောင်းမွန်တဲ့လာဖြစ်တယ်တော်ပဲဒီ energy strong ဖြစ်နေရသေးလားဖိုင်3ရွေးရဆိုရရလေတော့ကောင်းတယ်နော်ဆုံးဖြတ်ချက်ချစရာလုပ်စရာရှိရင်ဒီလာထဲမှာလုပ်ပါစလုပ်ပါဒါမျိုးကြီးပေါ့နော်စောစကြည့်စားအောင် magical adventure ကျမကိုပြောနေတဲ့အချိန်မှာဆရာမဟုတ်ပါမလားလို့တန်တရားမဖြစ်ပါနဲ့တကယ်ပါ magical adventure တချို့အရာတွေကကျမတို့ကြိုပြီးတော့ planning လုပ်ထားတာမျိုးမဟုတ်ဘူးဒါပေမဲ့ timing ကျလာတယ်ကိုကလည်း action ယူလိုက်တယ်ဆိုတဲ့ဟာတစ်ခုပေါင်းသွားတယ်ဆိုရင်တကယ်ကိုကြီးမားတဲ့ကောင်းမွန်တဲ့ blessing တစ်ခုလို့ဘဝကိုအချိုးအကွေ့ပြောင်းသွားနိုင်တဲ့အောင်မြင်မှုတစ်ခုလိုမျိုးပိုင်ဆိုင်ရတတ်ပါတယ်ဒါတော့ကြားဘူးကြမှာပါဒါပေမဲ့ကျမတို့ကယုံကြည်ဖို့တော့လိုအပ်တယ်လीနော် so ဒီ blessing နေဖိုင်3ရဲ့ blessing ဒီတော်တော်ကြီးမားတဲ့ blessing မျိုးပါဘဝအချိုးအကွေ့ကိုပြောင်းပြနိုင်တဲ့ blessing မျိုးပါဒါလားတလားစာတဲ့အတွက် blessing ကိုကြည့်ပေမဲ့နောက်လာတွေထိပါဒီ blessing တွေကိုပါလာမယ်တချို့ဒီထဲမှာကြည့်ရဲ့ 80% သောသူတွေဒီနောက်လာရဲ့ဒီပါဒီ blessing မျိုးပါလာမယ်လို့မြင်တယ်
ပြီးတော့ကျမခင်စား2026မှာအလွန်တရာကန်ကောင်းတဲ့ဇာတာပိုင်းရှင်နေပိုင်း3ကိုရွေးထားရတဲ့မှာပါမယ်လို့ကျမမြင်ပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့တင်းတို့ဒီ blessing တွေကိုလက်ခံရရှိဖို့ဘာတွေကိုစောင့်သိရှောင်းတဲ့လဲဆိုတာကိုကျမကြည့်ပြပါမယ်rush လုံးစရာရှိအောင်တွန်းတွန်းတိုက်လေးလုပ်ဖို့လိုတယ် magic တချို့ຢာတွေကဒီမှာ magic မှာနောက်တစ်ခုခံစားရရှိသေးတယ်ဒီလေးဘယ်လို term မီယာလို့ပြောနောက်တစ်ခုကအစီအရင်တချို့ရေရာသို့မဟုတ်အတိတ်ထန်အဲ့အမျိုးကြီးပေါ့ပြောချင်တာအဲ့အရင်နဲ့ပတ်သက်ပြီးဆိုရင်တို့လုပ်လို့ရတယ်ပို့ပြီးတော့ပေါ့နော်ဒီကိုလုံးနေရဲ့အလုပ်တွေကို support ဖြစ်ဖို့အတွက်ဒါကတော့ယုံကြည်ရသူဆိုရင်လုပ်ပေါ့နော်တချို့ကကြတော့အဲ့ဒါတွေကိုအဲ့လောက်ကြီးမယုံကြည်ဘူးဆိုရင်လည်းရတယ်ဒီ magical တချို့ရတဲ့ magic စံတယ်အဲ့ဒါကိုတော့ယုံမို့လို့တယ်တချို့ destiny ဆိုတဲ့ဒီကံကြမ္မာတချို့ကလည်းကံကြမ္မာကို tarot သာကြည့်ရတချို့ကကံကြမ္မာမယုံအဲ့လိုမျိုးလူတွေရှိဆိုတော့ကံကြမ္မာဆိုတာဟိုပေါ့နော်ယုံနေဆိုတာကံကြမ္မာကိုအားလုံးပုံအဲ့လိုပြောတာမဟုတ်ဘူးဒါပေမဲ့ divinity ဆိုတဲ့ထိုင်မင်းတို့အဲ့လိုမျိုးကြီးကတကယ်ရှိပါတယ်ဆိုတာမျိုးပေါ့နော်အကယ်၍တို့အလုံးစုံမယုံနိုင်ဘူးဆိုရင်တောင်မှလေရှိနိုင်ပါတယ်လို့ယုံပေါ့နော်ရှိတယ်လို့အတိအကျမယုံနိုင်ဘူးဆိုရှိနိုင်ပါတယ်လို့ယုံပြီးတော့မျှော်လင့်ချက်ကလေးနဲ့ယုံသေးကြတယ်ဒါကတော့ဒါဆောင်ချင်းရှောင်ချင်းမှာကြာလာဖြစ်တဲ့အတွက်ကြောင့်မလို့တင်တို့ရဲ့တချို့လူတွေရဲ့စိတ်အခြေအနေပေါ်မှာမူတည်ပြီးဒါကျမ negotiate ပြီးတော့ negotiate ဆိုတာနည်းနည်းညှိပြီးတော့ပြောပြခြင်းဖြစ်တယ်ပေါ့နော် okay ဆိုတော့ဘာလေးကိုစောင့်သိမ်းရှောင်တဲ့လေးတစ်ချက်ဆက်ကြည့်အောင်နော်ဒီ blessing ကိုရရှိဖို့အတွက်ဆိုရင် pride ကျမပြောနေတဲ့အချိန်မှာဟင်းကျမပြောတော့တိတ်လက်မခံကြအောင်ဆိုရသူတွေပါမလားမသိဘူးဆိုတော့အရင်မှနာမကြည့်ပါနဲ့နော်ဆိုတော့ဘယ်လိုပြောမလဲအဲ့ဒါလောကရန်နေရမာနာကြီးရဲ့အရာကြီးဆိုရင်တိတ်ဘယ်လိုပြောမလဲတော့ပညာပြတတ်တယ်ကွယ်ဒါပေမဲ့အဲ့မှာကိုက blessing ရောက်လာမယ့်အချိန်နဲ့လောကရန်ပညာပြတဲ့အချိန်နဲ့တော့တိုက်တယ်ဆိုရင်ကိုက blessing ကိုလက်ခံရတာမျိုးမဟုတ်ဘဲနဲ့လွဲချော်သွားမျိုးဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့တချို့အရာတွေနဲ့ပတ်သက်အများကြီးမာနာမထားပါနဲ့လို့ကျွန်မပြောချင်တယ်ဆိုတော့မာနာမကြီးနဲ့ဆိုတာအရာတိုင်းကိုshort ပေးလို့ပြောချင်တာမဟုတ်ဘူးเนาะဆိုတော့ကိုယ့်အတွက်ကိုစဉ်းစားပြီးတော့ကိုယ်နဲ့သက်ဆိုင်တဲ့တချို့အရာတွေနဲ့ပတ်သက်ပြီးဆိုရင်ကိုလိုချင်တဲ့အရာတွေနဲ့ပတ်သက်ပြီးရင်ရှင်းရှင်းလင်းလင်းရှိပါစေမာနာတော့မကြည့်ပါနဲ့ဆိုတာမျိုးလေးတွေ့ရ so ဒါလေးကိုစောင့်ချင်းရှောင်ချင်းအပြင်ပိုင်း3လေးတွေကလည်းကောင်းမွန်တဲ့ blessing တွေကိုလက်ဆုပ်လက်ကင်ရရှိနိုင်ပါစေလို့ကျွန်မဆန္ဒပြုရင်းနဲ့ဒီ reading လေးကိုညီကုန်းထုတ်ချင်ပါတယ်အားလုံးပဲကျမချမ်းသာကြပါစေ blessing တွေကိုလည်းလက်ခံရရှိပိုင်ဆိုင်နိုင်ကြပါစေကျမတို့နောက်ထပ် reading တွေမှာပြန်ဆောင်ကြပါမယ်ရှင်